3 မိနစ်တွင်သချင်းတစ်ပုဒ်ဘယ်လိုဖန်တီးမလဲပထမဆုံးအနေနဲ့ ChatGPT ကိုဖွင့်လိုက်ပါ ChatGPT ထဲမှာကျွန်တော်တို့လိုချင်တဲ့သချင်းရဲ့ပုံစံကိုရေးထည့်ပါမယ် Gemini Lyra နဲ့သချင်းထုတ်ဖို့အတွက် ChatGPT ကိုသချင်းထုတ်ဖို့အတွက် prompt ရေးခိုင်းမှာပဲဖြစ်ပါတယ်အခုဆိုရင်ကိုလိုချင်တဲ့သချင်းပုံစံဖြစ်တဲ့ຫນွေဥရာသီရဲ့အလားပါကိုဖွဲ့ဆိုတဲ့သချင်းတစ်ပုဒ်ကိုထုတ်ဖို့အတွက် ChatGPT ကို prompt ရေးခိုင်းနေတာပဲဖြစ်ပါတယ်အခုဆိုရင် ChatGPT က Gemini မှာသချင်းထုတ်ဖို့အတွက် prompt ကိုထုတ်ပေးလိုက်ပြီဖြစ်ပါတယ်။အဲဒီထုတ်ပေးလိုက်တဲ့ ChatGPT ကနေထုတ်ပေးလိုက်တဲ့ prompt ကို copy ယူပြီးတော့ Gemini ကိုသွားပြီးတော့သချင်းထုတ်မှာပဲဖြစ်ပါတယ်။ prompt ကို copy ယူပြီးတဲ့အခါမှာ Gemini ကိုသွားပါ။ Gemini app ကသွားတယ်ဆိုရင်တစ်ခါတည်းမှာသချင်းထုတ်မရတာရှိတဲ့အတွက် Google ကနေပြီးတော့ Gemini ဆိုပြီးရိုက်ရှာပြီးတော့ website ကနေသွားပါမယ်။ Google Gemini website ကိုရောက်ပြီဆိုရင် create music ဆိုတဲ့ခလို့လေးကိုနှိပ်လိုက်မယ်အမကိုထုတ်ချင်တဲ့ music type လေးကိုရွေးမယ်ကျွန်တော်တို့ R&B music type လေးကိုရွေးလိုက်ပါတယ်ပြီးတော့ကျွန်တော် ChatGPT ကနေပြီးတော့ copy ယူလာတဲ့ prompt ကို Gemini မှာအခု copy ကူးယူလိုက်ပါတယ်ကူးချလိုက်ပါတယ်ပြီးတော့သချင်းထုတ်ခိုင်းလိုက်ပါတယ်အခု Gemini စပြီးတော့လုပ်နေပါပြီခဏလေးစောင့်လိုက်တာနဲ့ခဏအတွင်းမှာပဲ Gemini ကအခုသချင်းတစ်ပုဒ်ကိုထုတ်ပေးပါပြီ။ຫນွေဥရာသီရဲ့အလှပကိုဖွဲ့ထားတဲ့သချင်းလေးတစ်ပုဒ်ထွက်ပေါ်လာတော့မှာပဲဖြစ်ပါတယ်။ຫນွေဥလေးညင်းလေးတိုက်ခတ်လာမင်းရဲ့ရနံလေးသင်ပြန်ကကံကောပန်းတွေဝေလို့နေရင်ထဲချစ်တွေပေးဆက်ခြင်းပတောက်ရွှေဝါရောင်စုံတော့သချင်းထုတ်တဲ့နေရာမှာတော့စက္ကန့်30စာပဲသချင်းထုတ်လို့ရပါအောင်မယ်။ဒီထက်တော့ပိုပြီးတော့ထုတ်လို့မရသေးပါဘူးပေါ့နော်။ဘုလုံးလုံးစေတော့စက္ကန့်30စာအထိပဲရပါအောင်မယ်ခင်ဗျာ။ချင်းလေးကို download ဆွဲချင်တော့ညာဘက်တောင်းက download ဆိုတဲ့ညားလေးကိုနှိပ်ပြီးတော့ download ဆွဲလို့ရပါပြီအဲ့ဒါဆိုတော့ကိုဖုန်းထဲကိုရောက်သွားပြီပဲဖြစ်ပါတယ်3မိနစ်တွင်သချင်းတစ်ပုဒ်ရိုက်ပဲဖြစ်ပါတယ်တွေဦးလေးညင်းလေးတိုက်ခတ်လာမင်းရဲ့ရနံလေးသင်ပြန်ကကံကောပန်းတွေဝေလို့နေရင်ထဲချစ်တွေ